အလုံးမင်္ဂလာပါကျွန်တော်တို့မြန်မာ Union Adventist Seminary MUS ကျောင်းတော်ကြီးမှာရှိသော Health Education Department မှာဆရာသမားများနဲ့ကျောင်းသူကျောင်းသားများတို့ February 2026 Sunday နေ့မှာဆိုရင်ကျွန်တော်တို့ကျမကြီးသနာခရီးလို့ဆောင်ခွင့်ပါဝင်သုံးလို့ခံခွင့်ရရှိခဲ့ပါတယ်ကျွန်တော်တို့သဘောချောင်းနောက်စုတင်ရွာတက်ကိုအုပ်စုညံ့မှာဆိုရင်ကျွန်တော်တို့ကျမကြီးညပေးချင်းကျမကြီးစစ်စစ်ချင်းပေါ်ရောက်ပြီးတော့ပြုလုပ်ခွင့်ရရှိခဲ့ကြပါတယ်ရွာတဲတီမော်တော်မြောက်လို့တဲ့ချီချင်းနဲ့သွားရမယ်ဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းတော်ကြီးကနေမနေ့8နာရီဝန်းကျင်လောက်မှာထွက်တာဖြစ်ပါတယ်။လိုင်းခီကတော့အမတမပြီးပြောရစရာကောင်းပါတယ်။လမ်းဘေးနာမှာလေယာရီရှိပြီးတော့စပားပင်တွေဝင်းမဲ့နေတဲ့စပားပင်တွေနဲ့တာယာချိုးသားတဲ့ငက်ကလေးတန်တွေလေးပြင်းလေးငင်းတွေကျွန်တော်တို့ရှူဆိုင်ခွင့်ရတယ်။အမတမပျော်ရွှင်တာယာပွေကောင်းတဲ့ရွာတော်ရွာဖြစ်ပါတယ်ကျွန်တော်တို့ကျမကြီးစစ်စစ်မိအိမ်ရောက်ပြီဖြစ်ပါတယ်တရင်ကဆွေးအဟမိုင်နာချောင်းတူအဆမ်ဘော်တို့ရဲ့အိမ်ဖြစ်ပါတယ်ကျမကြီးစစ်စစ်ချင်းတွေမစားခင်မှာကျွန်တော်တို့စူတောင်းချစ်ချီစတင်လာဖြစ်ပါတယ်ရှိပါတယ်ပြန်တော်ပြီဖြစ်ပါတယ်ဆိုစားပြီးဆိုပြီးဒီစမ်းချေတော့ကဲတော့ကျွန်တော်တို့ကျမကြီးပညာပေးခြင်းကျမကြီးစစ်စစ်ချင်းတွေပြုလုပ်ခြင်းအကြောင်းရင်းကဆိုရင်ဒီရောမှာရှိတဲ့
ရသူရသားမြတ်ကနေဂျမချင်းပြရှင်ချင်းရရှိယုံတမကမန်တရားဂျမချင်းကိုပေးပါတော့ဖြာကိုသိရှိစေဖို့ရန်ကျွန်တော်တို့ရဲ့စူတောင်းချက်နဲ့ဒီပန်ချက်ဖြစ်ပါတယ်ရောက်တိုက်စီအတွက်လည်းမိလာဖြစ်မယ်လို့ကျွန်တော်ကြည့်မျှော်နေပါတယ်ဒီသာသနာရဲ့အတွက်လည်းဖျားခင်ကျေးဇူးတင်ချင်ပါတယ်ဘိုင်ဘိုင်ဖျားခင်မင်္ဂလာတင်ရှားစီရင်ပြပါစေ